ကျွန်တော်က United Fan မှာဆိုတဲ့လီယာတယောက် Old Trafford ကိုရောက်လာတော့မလား United ပြည်သက်ကြီးအားလုံးမင်္ဂလာပါခင်ဗျာ Deadlock Italy ကလာတဲ့သတင်းတွေအရ Man United အသင်းဟာ AC Milan အသင်းရဲ့ပေါ်တူဂီတောင်ပန်တိုက်စစ်မှု Rafael Leao ကိုမျှော်လင့်ထားတာထက်ရှော့စည်းနဲ့ခေါ်ယူခွင့်ရရှိနေတယ်ဆိုတဲ့သတင်းတစ်ပုဒ်ထွက်ပေါ်လို့လာခဲ့ပါတယ်။ Italy ခြေစိုက်သတင်းတွေရဲ့ဖော်ပြချက်အရဘာဖလားမှာပေါ်တူဂီအသင်းအတွက်ခြေစွမ်းပြခဲ့တဲ့အသက်26နှစ်အရွယ် Leao အတွက်မီလန်ဘက်ကစတင်တောင်းဆိုခဲ့တဲ့ပြောင်းရွှေ့ကြေးဟာယူရိုတန်း90ကနေတန်း60အထိရှိခဲ့တာပါ။ဒါပေမဲ့အခုခါမှာတော့မီလန်ဘက်ကလီယာကိုတင်းရဲ့စင်းစရာတွေထဲကနေမြန်ဆုံးပြီးသက်ရောင်းထုတ်ချင်နေတာကြောင့်ယူရိုတန်း40ရရင်တင်ပြောင်းရွှေ့ဖြစ်မြောက်ဖို့လုံလောက်ပြီလို့ AC မီလန်ဘက်ကယူဆနေကြပါတယ်။လီယာကို AC မီလန်ကဘာလို့ဈေးလျှော့ရောင်းချင်ရတာလဲ။ United ဘက်ကရောဘာကြောင့်ပြောင်းရွှေ့ကိုခုချိန်ထိချိန်မမြင့်သေးတာလဲ။ဒီဗီဒီယိုမှာအသေးစိတ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ AC မီလန်နီးပြ Ruben Amorim ရဲ့စနစ်နဲ့အမွေနဲ့ United Fan လီယာကိုဒီညမှာမေးရရှိနေတာက AC မီလန်အသင်းဟာသူတို့ရဲ့ Superstar ကစားသမားတစ်ယောက်ကိုဘာကြောင့်ဒီလောက်ထိဈေးလျှော့ပြီးရောင်းထုတ်ချင်နေရတာလဲဆိုတဲ့ချက်ပါပဲ။ဒီကအကြောင်းရင်းကတော့မီလန်ရဲ့နီးပြသစ်ဖြစ်သူ Ruben Amorim ရဲ့ကစားကွက်စနစ်ကြောင့်ဖြစ်ပါတယ်။ Amorim ဟာ3-4-1ကစားကွက်နဲ့တိုက်စစ်ပိုင်းမှာကျင်းမြောင်းတဲ့ Front 3 Narrow Front 3 စနစ်ကိုသုံးရတာကိုနှစ်သက်သူဖြစ်ပြီးဒါဟာတောင်ပန်စစ်ဆွဲထွက်ပြီးကစားတတ်တဲ့လီယာရဲ့ကစားရည်နဲ့လုံးဝအံဝင်ခွင့်ကြမဖြစ်ခဲ့ပါဘူး။ဒါအပြင်လီယာကိုယ်တိုင်ကလည်းမီလန်မှာဆက်မနေချင်တော့ပဲအသင်းသစ်နဲ့စိန်ခေါ်မှုသစ်ရှာဖွေကြနေတာပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့မီလာတုန်းကအင်္ဂလန်ကိုပြောင်းရွှေ့ဖို့မေးမြန်းခဲ့စဉ်မှာလည်းလီယာကပရီးမီးယားလိဂ်ကိုကျွန်တော်မကြာခဏကြည့်ပါတယ်။ Manchester United ကိုကျွန်တော်ကြိုက်တယ်။အထူးသဖြင့်ကျွန်တော်ရဲ့ idol ဖြစ်သူ Cristiano Ronaldo ကြောင့်ပါဆိုပြီးတော့United ပေါ်သူ့ရဲ့စိတ်ဝင်စားမှုကိုပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ United ရဲ့တုံဆိုင်ခြင်းအမှုပညာခြားတစ်ဖက်မှာအင်္ဂလန်သတင်းမီဒီယာတွေရဲ့ဖော်ပြချက်အရ United နီးပြ Michael Carrick ရဲ့အသင်းစီကိုလီယာကိုခေါ်ယူဖို့အေဂျင့်တွေဘက်ကနေဓာတ်ရိုက်ကမ်းလှမ်းခဲ့တာမျိုးရှိတယ်လို့လည်းသိရပါတယ်။ဒါပေမဲ့ဝန်နေစရာကောင်းတာက Man United အသင်းဘက်ကခုချိန်ထိလီယာကိုခေါ်ယူဖို့အတွက်ကမ်းလှမ်းမှုရှိန်မြင့်တာမျိုးမလုပ်သေးပဲထုံးစံတိုင်းတုံဆိုင်နေခြင်းပါပဲ။အားကြောင့် United ဘက်ကအခုလိုတုံဆိုင်နေရတာလဲဆိုတာကိုလည်းဒွေးနေမှာအဓိကအချက်နှစ်ချက်နဲ့ထောက်ပြထားပါသေးတယ်။ပထမချက်ကတော့ United အနေနဲ့လီယာကိုခေါ်ယူနိုင်ဖို့ဆိုရင်ဒီကတောင်ပန်ကစားသမား Marcus Rashford ကိုရင်ရောင်းထုတ်ဖို့လိုအပ်ပါတယ်။ဒါပေမဲ့လက်ရှိချိန်မှာ Rashford ဟာအသင်းရဲ့ပထမလူစင်းထဲမှာပြန်လည်ပါဝင်လာခဲ့တာကြောင့်သူ့ကိုရောင်းထုတ်ဖို့ဆိုတာတော့ဖြစ်နိုင်တော့ပါဘူး။ဒုတိယချက်ကတော့လီယာကိုတောင်းဆိုထားတဲ့မြင်မာတဲ့လောက်ခလာစာပဲဖြစ်ပါတယ်။လီယာရဲ့လာစာတောင်းဆိုမှုဟာ Europa Club တော်တော်များများကိုနောက်တွန့်သွားစေခဲ့ပြီးလက်ရှိချိန်မှာတော့သူ့ရဲ့လာစာတောင်းဆိုချက်ကိုပေးချေဖို့တင့်ရှိနေတဲ့အသင်းတွေကတူဒီကလပ်ကဂါလာတာဆာရေးနဲ့ဖီနာဘာဂျီအသင်းပဲရှိပါတော့တယ်။ခြုံပြောရရင်တော့ယူရိုတန်း40ဆိုတဲ့ဈေးနှုန်းဟာလီယာလိုရေသွင်းမြင့်ကစားသမားတစ်ယောက်အတွက်တကယ်ကိုတန်ဖိုးရှိတဲ့ဈေးနှုန်းတစ်ခုပဲဖြစ်ပါတယ်။ဒါပေမဲ့ United ရဲ့လက်ရှိ Rashford နဲ့ပတ်သက်တဲ့ခြေအနေနဲ့လီယာရဲ့လာစာတောင်းဆိုမှုတွေကြောင့်ဒီပြောင်းရွှေ့ရာလက်တွေ့ဖြစ်လာဖို့စိန်ခေါ်မှုတွေတော့အများကြီးရှိနေပါတယ်။ကဲ United ပြည်သက်ကြီးရောဘလို့ထင်မြင်မိကြလဲဗျ။ Man United အနေနဲ့ယူရိုတန်း40နဲ့ရနိုင်မဲ့ Rafael Leao ကိုလာစာညှိနှိုင်းပြီးအများဆုံးခေါ်ယူသင့်တယ်လို့မြင်ကြလား။ဒါမှမဟုတ်လက်ရှိတိုက်စစ်အင်အားစုနဲ့ပဲဆက်သွားသင့်တယ်လို့ယူဆကြသလား။ကိုမမှာဝင်ရောက်ဆွေးနွေးပြီးသွားကြပါဦး။ဗီဒီယိုလေးကိုကြိုက်နေတတ်တယ်ဆိုလို့ရှင်တော့ United ကျူ channel လေးကို like and subscribe လေးလုပ်ခဲ့ပေးဖို့လည်းမေတ္တာရပ်ခံတောင်းဆိုအပ်ပါတယ်ခင်ဗျာ။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ဗျ။